မျက်နှာတန်းခေါင်အိမ်မပြန်ချင်သေးတဲ့ယိုရင်တယောက်လမ်းဘေးကကားမှန်ကိုကြည့်ပြီးနှုတ်ခမ်းနီစိုးနေမိပါတယ်ဒါပေမဲ့အဲ့ဒီကားထဲမှာအရန်ချောတဲ့လူငယ်တယောက်ထိုင်နေတာကိုတော့သူမလုံးဝမသိခဲ့ပါဘူးအဲ့ဒီလူငယ်ကယိုရင်ကသူ့ကိုလာပြနေတဲ့အထင်နဲ့မျက်စိမိတ်ပြပြီးကားမှန်ချကစကားပြောဖို့လုပ်တဲ့အချိန်မှာပဲယိုရင်ကလှည့်ထွက်သွားခဲ့လို့လူငယ်လေးကများအလားကားတက်တက်အသေးကွဲကြံခဲ့ရပါတယ်အမှန်တော့ယိုရင်ကရေးစားဟောင်းနဲ့ပြန်ဆင်ပြေမလားဆိုပြီးအလှဆုံးပြင်ဆင်လာခဲ့ရပါဒါပေမဲ့ရေးစားဟောင်းကပြန်တွဲဖို့နေတာမင်္ဂလာဖိတ်စာလာပေးပြီးမင်းကြောင့်ငါလက်ရှိသူတို့သမီးဘလောက်ကောင်းလဲဆိုတာသိသွားတာကျေးဇူးပဲလို့ပြောပြီးဒေါသဆော်သွားခဲ့ပါတယ်ယိုရင်တယောက်စိတ်တိုနဲ့ရုံရင်ဆန်ခတ်ဖြစ်ရင်ကားထဲကချောမောတဲ့လူငယ်ကိုပါအမှတ်မထင်ဆွဲထည့်မိသွားပါတော့တယ်အခြေအနေတွေငြိမ်သက်သွားတဲ့အခါမှာယိုရင်ကမိမိကိုမိမိအပြုတ်မူလွန်သွားမှန်းသိပြီးရှက်ရှက်နဲ့ချိုလူရဲ့ရင်ခွင်ထဲမှာမျက်နှာဝက်လိုက်မိပါတယ်ချိုလူကတော့သူတို့နဲ့အားကစားရုံတစ်ခုထဲမှာအတူလုပ်တဲ့သူဖြစ်ပြီးယိုရင်ကလည်းသူ့ကိုတိတ်တဆိတ်စိတ်ကူးရင်နေခဲ့တာပါအခုလိုအနေနီးဆက်သွားချိန်မှာခံစားချက်တွေကပိုနဲ့ဆိုင်သွားပေမဲ့မိမိရဲ့မူယူပြီးပုံပြက်ပန်းပြက်ဖြစ်နေတဲ့ပုံစံကိုမြင်သွားလို့ယိုရင်တယောက်နောင်တရနေမိပါတယ်အဲ့ဒီနောက်မှာတော့သူငယ်ချင်းဖြစ်သူရဲ့အကြံပေးချက်အရ